ကဲဒါ CVT ဂီယာပါနော်ဂီယာမချဘဲနဲ့ပြုတ်ပြေလို့ရတဲ့နီးကျွန်တော်လည်းအခုမှဒီဆရာပြောပြလို့ဒီဆရာပြလို့မှပဲကျွန်တော်တွေးလိုက်တာဒီဂီယာကဖြစ်ချက်ကတော့ CVT ပြုံးကကျွေသွားတယ်ပြတ်တော့မပြတ်သေးဘူးပေါ့နော်ပြောမဆိုရင် CVT ကျိုးပေါ့နော်မကျွေသွားပြီတွေ့လားမကျွေသွားပြီဒါတော့မပြတ်သေးဘူးမောင်းလို့တော့ရသေးတယ်ဒါပေမဲ့ဂီယာတော့တစ်ချက်ခုန်မယ်တစ်ချက်ချောမယ်ဒါဒီကားကတော့ကီလိုတစ်သိန်းတော့မပြည့်သေးဘူးเนาะဒါပေမဲ့သူ့ကိုအပီးစီးအကုတ်လဲရမယ်ဟာလားမဟုတ်ဘူးသူ့ရဲ့ကြိုးမှာဒီသူ့ရဲ့ဘေးတစ်ခုလဲနောက်ပြီးတော့ oil filter မှာလဲဒါပြီးသွားပါပြီဘာဖြစ်သူ့ရဲ့ oil စီးတွေသူ့ရဲ့ oil တွေဆိုလို့ရှိရင်အဲ့ဒီကောလဲလို့ရှိရင်အမှဆိုရင်အဲ့ဒီဂီယာကီလိုနဲ့သိန်းအပေါ်မှာအဲ့ဒီကောလဲဖို့တစ်တယ်ဒါကတော့ဒီကြိုးပဲလဲမယ်နောက်ပြီးတော့ oil filter ရဲ့လဲမယ်ဒါနောက်ထပ်တစ်နေ့လောက်အမခါလို့ရတယ်ပေါ့နော်ပြောမယ်ဆိုကီလိုတစ်သိန်းလောက်ထပ်ပြီးအမခါလို့ရတယ်ဒါဖြုတ်တဲ့နီးဂီယာမချဘဲနဲ့ပြုတ်ပြေလို့ရတဲ့နီးဘယ်လိုလဲဆရာတို့လွယ်သလားခက်သလားအချိန်ခါရှိတဲ့သူတွေကြတော့လွယ်တယ်လို့တော့ထင်တယ်ဘေယိုဝန်မှာသူရဲ့ဘေယိုဂျိုကတော့ကျွေသွားပြီမှာ CVT ဂျို CVT ဂျိုလို့ခေါ်တယ်ပေါ့ဒါ